ဒီနေ့မှာတော့ကျွန်တော် Brody နဲ့ Service တွေ mini တွေရခဲ့တဲ့ပွဲတွေကျွန်တော်စုထားတာပဲဖြစ်ပါတယ်ဗျအဲ့ဒါကိုကျွန်တော်ပြန်လာပြမှာဖြစ်ပါတယ်ဗျenemy ကိုမပြစ်ဖဲနဲ့တာဝါကြီးပဲနှစ်ချက်သွားပြနေပါလေငါစိတ်ကြီးစားပြရတယ်ဆိုတော့ပြောတာပေါ့ဗျာဟဲ့ဒီမှာဆိုရင်လည်းကျွန်တော်သွားရလို့ထင်နေမယ် hyper နဲ့တန်ကိုကျွန်တော် easy လေးပြန်တက်လိုက်ပြလိုက်တယ်ဗျာဒီမှာဆိုရင်ဒီဘက်မှာမင်းရဲ့ပထမတစ်ခါထည့်ရတယ်ပေါ့ဗျာဒါကတော့ကျွန်တော်ဖာတာ AC လေး rubber စားနေအောင် Frami ကလာစားတော့ကျွန်တော်3ယောက်တယောက်ပြန်တီးတော့စားပြီးယူပြလိုက်တာပေါ့ဗျာအဲ့မှာကျွန်တော်2ယောက်ဝိုင်းတိတ်တယ်ဗျဒါပေမဲ့ကျွန်တော် Superman ဆိုတော့ AC လေးပဲ2ယောက်လုံးကိုပြန်တိတ်တယ်ဗျတန်ကြီးလည်းလိုက်လာတယ်ခင်ဗျာလိုက်လာဒါပေမဲ့လည်းကျွန်တော်ဖွာချောင်းပြန်ကျွေးလိုက်တယ်ဗျအဲ့မှာသူပါရောဆိုမင်းရရတယ်ခင်ဗျဟိုက်ပါလေးကိုလည်းအားပွားလေးပေးပြီးတော့စားပြီးယူပြလိုက်တယ်ဗျာဒီမှာဆိုရင်လည်းကျွန်တော်နောက်ကနေထိုင်ပြနေုံနဲ့မင်းရဲ့ easy ရနေရဗျဒီမှာဆိုရင်ရင်းကောင်မဲ့စားရလို့တော့ဗျအဲ့မှာ free ရလို့ညီလေးကိုယူစားပြီးဆိုတော့သူဒီမှာကျလို့ free ရကျွန်တော်စားပါမပေးဘူးဗျသူပဲတက်လိုက်တယ်အဲ့မှာကျွန်တော်စားပဲမရလိုက်ဘူးဗျအော်လာပထမဆုံးကြီးမရခင်ကျွန်တော်စားပေးရမှာဗျဒါပေမဲ့သူကပထမဆုံးကောင်ကိုသူရသွားဖြစ်တယ်ကျွန်တော်ကနင်းနဲ့ပဲကြီးနေလိုက်ရတယ်ဗျဒီမှာဆိုရင်ကျွန်တော်တားမှုနဲ့နားမှာမျက်နှာချင်းလိုက်တွေ့ရပေါ့ဗျာဒါပေမဲ့လည်းကျွန်တော် AC လေးတက်ပြလိုက်ပြီဗျအဲ့မှာကျွန်တော်စားပြီးလေးများရမလားလို့စူပါမလုပ်ပြီးရှေ့သွားနေဝင်ချပေါ့ဗျာအဲ့မှာ triple gate ရရဗျအဲ့မှာစောက်ယူလို့ဘင်းကတက်သွားရဗျအဲ့မှာနဲ့ပဲကျွန်တော်ဗရန်လေးကိုပဲရအောင်တက်ပြီးတော့ကျွန်တော်မီနီယာဒီနဲ့ပဲကြည့်နေခဲ့ရတယ်ပေါ့ဗျာကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျာဒီဗီဒီယိုမှာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ကြည့်ကြတာပေါ့ဗျာ